မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဩဂုတ်လ12ရက်ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအတွက်မြန်မာအစီအစဉ်တွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါပြီကျွန်တော်ကကြိုစီရပါယနေ့အစီအစဉ်မှာပြည်တွင်းပြည်ပကနောက်ဆုံးရသတင်းများစွာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာရခပြည်နယ်တန်တွဲမြို့မှာစစ်ကောင်စီရဲ့လီချောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်တည်ဆုံးသူအရေးအတွက်ဆက်တိုက်တက်လာနေတဲ့အကြောင်းချင်းပြည်နယ်ကမ်ပလက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းစကိုင်းတိုင်းရေဘေးတင်ပြည်သူတွေစီကေစေရေးမရောက်အောင်စစ်တပ်ကပိတ်ဆို့ထားတဲ့အကြောင်းကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးရန်တရားရဲ့နှစ်ပတ်လည်အစီရင်ခံစာထိုင်းကွန်ကြီးချုပ်ရင်ဆိုင်နေရတဲ့နိုင်ငံရေးအကြက်အသေးမင်းအောင်လှိုင်မိသားစုရဲ့အထူးလေရင်အသုံးပြုမှုအပါအဝင်နိုင်ငံတကာသတင်းများကိုပါဆက်လက်တင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့အာရခပြည်နယ်ကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့တန်တွဲမြို့ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့မှုမှာပေဆုံးသူအရေးအတွက်14ဦးထိရောက်ရှိလာပြီဖြစ်ကြောင်းအာရခတပ်တော်ကဒီနေ့ဩဂုတ်17ရက်မှာထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီကနေ့မနက်ပိုင်းထုတ်ပြန်တဲ့ပေဆုံးသူအတီးပြုတ်ချက်နောက်ဆုံးရစရင်အရဘုံကြီးထိမှန်တန်းရာရရှိသူက17ဦးရှိတယ်လို့ဆိုပါတယ်စစ်တပ်ကမနေ့ဩဂုတ်10ရက်နေ့လယ်ပိုင်းမှာတန်တွဲမြို့နယ်ကကြောက်ကြီးကျေးရွာကိုတိုက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ AA ကပြောပါတယ်ဘုံကျဲတိုက်ခိုက်မှုအတွင်းဒေသခံတွေ20ကျော်လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်အသက်ရှင်လျက်ကြံခဲ့သူတွေအနေနဲ့ကတော့နေစရာအိမ်မရှိတော့ပဲမိသားစုဝင်တွေဆုံရှုံခဲ့ရတဲ့ဒဏ်ကိုပါတပြိုင်နက်ခံစားနေကြရတာဖြစ်ပါတယ်တန်တွဲမြို့ကိုစစ်တပ်ကဇူလိုင်ဒုတိယအပတ်ကနေဩဂုတ်ဒုတိယအပတ်အတွင်းတလဝန်းကျင်အတွင်းလီချောင်းကနေ9ကြိမ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေအတွင်းလူသေဆုံးမှုတွေဆက်တိုက်ရှိခဲ့ပါတယ်ဩဂုတ်3ရက်ကလည်းငပလီမြို့ကြည်တော်အမှတ်9ရပ်ကွက်ကိုတိုက်လီရင်နေနဲ့ဘုံအလုံး60လောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ EA ကသတင်းထုတ်ထားပါတယ်ရခိုင်ပြည်နယ်ကတန်တွဲအပါအဝင် AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို2026ခုနှစ်ထဲမှာပဲစစ်တပ်ကလေချောင်းကနေအကြိမ်ကြိမ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ AA ထုတ်ပြန်ချက်တွေကသိရပါတယ်။အရသားတွေနေထိုင်ရာကြီးရွာတွေလူစုလူဝေးရှိရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်လို့ဒေသခံပြည်သူတွေအနေနဲ့နေ့စဉ်နဲ့အမျှတေဘေးကိုရင်ဆိုင်နေကြရတာပါ။တန်တွဲမြို့အနောက်မြောက်ဘက်မိုင်150ကျော်အကွာကကြောက်ဖြူဘက်မှာလေစစ်တပ်နဲ့ AA တပ်တို့ကြားစစ်ရေးပြင်းထန်နေစေဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါတယ်။မြန်မာစစ်တပ်ရဲ့ဒဏ်ညဝတီရေတပ်ဌာနချုပ်ရဲ့ကာကင်းစခန်းကိုပြောရမယ်တောင်မော်ဦးရေတပ်စခန်းကို AA ကဂျွန်လာကလေးကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးကာကင်းစခန်းအားလုံးနီးပါးကို AA ကသိမ်းပိုက်ထားပါတယ်။တစ်ဖက်မှာလည်း AA ကသူ့ထိန်းချုပ်ထားတဲ့နေမြေတွေမှာနေထိုင်နေကြတဲ့ဒေသခံတွေကိုစစ်တပ်ရဲ့လေကြောင်းနဲ့ရေကြောင်းရန်ကိုအရင်ကာလတွေကထပ်ပိုပြီးကြိုးစိုက်နေကြဖို့တိုက်တွန်းထားပါတယ်။မြန်မာစစ်တပ်ကတော့တန်တွဲမြို့နယ်ထဲလေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်လို့ဒီနေ့ဩဂုတ်17ရက်နေ့နေ့လယ်ပိုင်းအထိသတင်းတစုံတရာမထုတ်ပြန်သေးပါဘူး။အရင်ကာလတွေတုန်းကလည်းစစ်တပ်ဘက်ကတရားဝင်ပြစ်မှတ်တွေကိုသာတိုက်ခိုက်တာလို့ပြောဆိုလေးရှိပြီးတော်လှန်ရေးအင်အားစုတွေကိုအကြမ်းဖက်သမားလို့ဆွဆွဲပြောဆိုလေးရှိပါတယ်။ဆက်လက်ပြီးတော့ချင်းပြည်နယ်ကမ်ပလက်မြို့နယ်ထဲမှာစစ်တပ်နဲ့ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြားဒီနေ့ဩဂတ်17ရက်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စီရေးသတင်းရင်းမြစ်တို့ကပြောပါတယ်။ကမ်ပလက်နဲ့စောမြို့ကြား6မိုင်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတာလို့သူကဆိုပါတယ်။ကမ်ပလက်တိုက်ပွဲမှာအာရခတပ်တော် AA နဲ့ချင်းညီနောင်ဖွဲ့ CB တို့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ကန်တပ်တချို့နဲ့ဒေသတွင်လက်နက်ကိုင်အဖွဲ့တချို့တို့ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။မကွေးတိုင်းစောမြို့ဟာကမ်ပလက်မြို့ရဲ့အရှိတောင်ဘက်မှာရှိပြီး12မိုင်ကျော်ဝေးပါတယ်။စောမြို့ကိုတော့စစ်တပ်ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဩဂတ်9ရက်တုန်းကတော့မြို့နယ်ထဲမှာရှိတဲ့စေဘီခန်းတစ်ခုကိုစစ်တပ်ကလီချောင်းကနေဘုံကျဲလို့တော်လှန်ရေးရဲဘော်9ဦးထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့မြေပြင်အခြေအနေပြည်သူတို့ကဆိုပါတယ်။စေဘီခန်းကတော့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင်ဒေသခံရပ်သားတို့မှာကုသမှုပေးနေတဲ့စေခန်းတစ်ခုဖြစ်တယ်လို့ဒေသခံတို့ကဆိုပါတယ်။လူနာတွေကုသပေးနေတဲ့စေခန်းတစ်ခုကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာနိုင်ငံတကာဥပဒေအရလုံးဝတားမြစ်ထားတဲ့လုံရက်ဖြစ်ပြီးလူသားချင်းစာနာမှုအရာလည်းလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ပါတယ်။အာရခတပ်တော် EE ကတော့ကမ်ပလက်မြို့နယ်ထဲမှာချင်းတပ်တွေနဲ့ပေါင်းပြီးတိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ပြီးခဲ့တဲ့လတွေကတည်းကသတင်းထုတ်ထားပါတယ်။မြန်မာစစ်တပ်ကတော့ကမ်ပလက်ကစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ဒီနေ့ဩဂတ်17ရက်အထိသတင်းမထုတ်ပြန်သေးပါဘူး။နောက်တစ်ခုကတော့စကိုင်းတိုင်းအတွင်းတော်လှန်ရေးတပ်များစိုးမိုးထားတဲ့ရေဘေးသင့်ဒေသတွေစီရေဘေးကယ်ဆယ်ရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတွားရောက်ပေးအပ်မဲ့ပရဟိတအဖွဲ့တွေကိုစစ်တပ်ကစကိုင်းတရားရှိစစ်စီးရေးဂိမ်းမှာတားဆီးပြီးဖျက်တမ်းခွဲမပေးပဲကယ်ဆယ်ရေးပစ္စည်းတွေကိုတင်ယူပိတ်ပင်နေကြောင်းဒေသခံတွေနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေထံကသိရပါတယ်။မန္တလေးမြို့ကနေစကိုင်းတိုင်းအတွင်းရှိရေဘေးသင့်ဒေသတွေစီကယ်ဆယ်ရေးလှုပ်ဆောင်ဖို့တွားရောက်မဲ့ပရဟိတအဖွဲ့တွေကိုစကိုင်းတရားရှိစစ်စီးရေးဂိမ်းမှာစစ်တပ်ကတားဆီးထားပြီးဖျက်တမ်းခွဲမပေးကြောင်းသိရပါတယ်။
ကူညီကေဆေးရေးလှုပ်ဆောင်နေသူတို့ကမန္တလေးကနေစကိုင်းဘက်ကိုရီဘေးကူညီကေဆေးရေးလှုပ်ဖို့ပရဟိတဖွဲ့တွေလာကြပေမဲ့စကိုင်းတရားမှာရှိတဲ့စစ်သားတွေကတားထားပြီးဖျက်ခွင့်မပေးကြောင်းမနီးကဆိုရင်တောင်မြို့ကနေဖိုက်ဘာလီ3စီးနဲ့ပို့ဖို့လုပ်တာတစည်းပဲခွင့်ပေးပြီးချန်တဲ့လီတွေတည်ယူခွင့်မပေးကြောင်းပြောကြားထားပါတယ်။ရင်းအပြင်ရီဘေးကေဆေးရေးအတွက်စံစီစားနဲ့စီးပွားတွေအဝတ်အထည်တွေအမျိုးသမီး3လစဉ်3ပစ္စည်းတွေကိုတည်ယူဖို့ကြိုးပမ်းမှုတွေကိုလည်းစစ်တပ်ကတားဆီးပြီးပစ္စည်းတွေကိုစကိုင်းတရားဂိတ်မှာပဲတည်ယူနေကြောင်းသိရှိရပါတယ်။ရေထဲမှာနစ်မြုပ်နေတဲ့ပြည်သူတွေစီအစားအစာနဲ့ဆေးဝါးရောက်ဖို့စူးစမ်းနေတဲ့စေတနာရှင်တွေကိုတားဆီးပိတ်ပင်နေတာဟာဒုက္ခရောက်နေတဲ့ပြည်သူတွေပေါ်ထပ်ဆင်ញင်းပန်းရရောက်တယ်လို့ကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြခါတောက်သုံးရည်ဆေးဝါးနဲ့အမိုးအကာတွေလိုအပ်နေခြင်းတို့ကြောင့်အရေးပေါ်ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေဆက်လက်လိုအပ်နေကြောင်းဒေသခံတွေကပြောဆိုပါတယ်။စစ်ကိုင်းတိုင်းမှာတဖန်းစိတ်ရေကာတာကြန့်ခိုင်ရေးအတွက်ရေတွေလွတ်ထုတ်လိုက်ခြင်းကြောင့်မူမြစ်အတွင်းရေအရှိန်ဟုန်ခေတ်စီးဆင်းလာပြီးစစ်ကိုင်းတိုင်းအတွင်းရှိဝက်လက်ဒီပဲရင်ခင်ဦးရွှေပိုနဲ့ရေဦးမြို့နယ်တွေမှာနဘဲလှရွှေအိုးရမင်းကန်တရက်ချိုကြောက်ကုန်းမြင်းတီကြောက်တိုင်းမူကန်လေးအပါဝင်ကျေးရွာ20ခန့်ရေဘေးသင့်ခဲ့ကြောင်းသိရပါတယ်။ဒီပရင်မြို့နယ်မှာလည်းရုံးသာတပြေသာဝဲကြီးကုန်းကြီးချောင်းပေါက်နမြားမူယိုကုန်းပေါက်ရင်လက်စီမစိုးရိမ်ကျူတော်မူးတစ်အုတ်စီမူကန်စုတက်မြကန်သာစင်ကြုံတစ်စိတ်ချောင်းမီတို့နဲ့ကျွဲတိုးချုံစတဲ့ကျေးရွာ21ရွာမှာလူဦးရေစုစုပေါင်း25,624ဦးရေဘေးဒုက္ခကြုံတွေ့နေရကြောင်းသိရပါတယ်။ရေဘေးကြောင့်ချောင်းရိုးကြီးရွာမှာအမျိုးသမီး6ဦးနဲ့ကျူတော်ကြီးရွာမှာအမျိုးသမီး2ဦးစုစုပေါင်းအမျိုးသမီး9ဦးတေဆုံးခဲ့ကြောင်းလည်းသိရပါတယ်။ရွှေဘုံမြို့နယ်အနောက်ချမ်းရှိကြောင်ရှာတော်ရေကြီးဝထူးကြီးတီပင်တန်တော်တန်ပရာချံမအိုပင်ရုံတော်ညောင်ကိုင်းညောင်ပင်လှတောင်ထော့ကိုင်းကူတိုးစိတ်ရေတော်မူဝန်းစီတပွတ်တော်မင်းပေးနဲ့တငင်းကုန်းစတဲ့ကျေးရွာ18ရွာမှာလူဦးရေ19593ဦးရေဘေးသင့်လျက်ရှိကြောင်းသိရပါတယ်။အဲ့ဒီဒေသတွေမှာတောက်ရီစားနပ်ရိက္ခာနဲ့ဆေးဝါးတွေပြတ်လတ်နေသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရွှေဘုံမြို့နယ်ပကဖာနဲ့စကိုင်းတိုင်းဒေသတပိတ်အင်အားစုတို့ကခမင်းထုတ်အသင့်စားမှုခောက်ဆွဲချောင်းနဲ့ဓာတ်စားတွေကိုတက်နိုင်သမျှတွားရောက်ကူညီပေးလျက်ရှိကြောင်းသိရပါတယ်။ခင်ဦးမြို့နယ်မှာဩဂုတ်9ရက်နနက်ပိုင်းကစတင်ပြီးရေဝင်ရောက်ခဲ့ကကျွန်းတော်ကြီးရာတော်ကားစိတ်ရွာတစ်အင်းပတ်မူးတာဇီတော်လက်ပံကွက်တပ်ပေးတာတိုင်စတဲ့ကြီးရွာတွေအပါအဝင်ကြီးရွာ19ရွာနီးပါးရွာလုံးကျွတ်ရေဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ရေဦးမြို့နယ်မှာလည်းဩဂုတ်6ရက်ကစတင်ပြီးရေဦးမြို့ပေါ်ရှိရက်ကွက်အများစုအပါအဝင်ကြီးရွာပေါင်း40ထက်မနည်းရေဝင်နစ်မြုပ်နေကြောင်းသိရပါတယ်။စစ်ပေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အခြေခံအဆောက်အုံတွေနဲ့နေအိမ်တွေဆုံးရှုံးထားရတဲ့ပြည်သူတွေဟာယခုအခါရေဘေးအန္တရာယ်ကိုပါထပ်မံရင်ဆိုင်နေရသဖြင့်အဝတ်အထည်စားနပ်ရိက္ခာတောက်သုံးရည်စီဝါနဲ့အမိုးအကာတွေအရေးပေါ်ကူညီထောက်ပံ့ပေးဖို့လူမှုကူညီရေးအဖွဲ့တွေနဲ့စေတနာရှင်တွေထံအကူအညီတောင်းခံနေကြကြောင်းသိရပါတယ်။ရေဘေးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတဦးကရေကအနှဲငယ်ပြန်ကျပေမဲ့မိုးကဆက်ကောင်းနေတုံးဆိုတော့ရေကတက်နေတုံးပဲဖြစ်ကြောင်းကြီးရွာအများစုရေနစ်မြုပ်နေတုံးဆိုတော့ပြည်သူတွေနေရက်မပြန်နိုင်သေးကြောင်းအခုချိန်မှာစားနပ်ရိက္ခာနဲ့ဆေးဝါးတွေပါပြတ်တောက်နေပြီးအရေးပေါ်ကူညီကယ်ဆယ်ရေးတွေလိုအပ်နေကြောင်းပြောကြားထားပါတယ်။ကုလသမဂ္ဂကဖွဲ့ပေးထားတဲ့မြန်မာအရေးလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်တရား IIMM ရဲ့နှစ်ပတ်လည်အစီရင်ခံစာကထုတ်ပြန်လိုက်ရာမြန်မာစစ်တပ်ဟာသူတို့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမတိုင်ခင်မှာအယက်သားတွေအပေါ်လီကြောင်းတိုက်ခိုက်တာတွေပိုတိုးမြင့်လုပ်ခဲ့တယ်ဆိုတာတွေ့ရှိရကြောင်းဖော်ပြထားပါတယ်။အစီရင်ခံစာကို2025ခုနှစ်ဇူလိုင်လ1ရက်ကနေ2026ခုနှစ်ဇွန်လ30ရက်တာလအပိုင်းခြားအတွင်းစုံစမ်းထားတာလို့ဆိုပါတယ်။မြန်မာပြည်တွင်းစစ်မှာတိုက်ခိုက်နေကြတဲ့ဗတ်အပီပီဟာစစ်ရာဇဝတ်မှုတွေနဲ့အတူနှိပ်စက်ညှဉ်းပန်းမှုလိင်ပိုင်းအကြမ်းဖက်မှုတွေလိုမျိုးပြင်းထန်တဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေခဲ့ကြတဲ့အချက်ကိုလည်းစုံစမ်းမှုတွေအရတွေ့ရှိရတယ်လို့ IIMM ကဆိုထားပါတယ်။မြန်မာစစ်တပ်နဲ့လက်နက်ကင်အဖွဲ့အသီးသီးကကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့ကျင်းထန်ဆိုးရွားမှုတွေဟာပြီးခဲ့တဲ့တစ်နှစ်လုံးမှာဆက်ပြီးမြင့်တက်နေခဲ့တာကိုတွေ့ရှိရတယ်လို့အစီရင်ခံစာတွေရေးသားထားပါတယ်။အရပတ်လူနေအိမ်တွေစတင်ကျောင်းတွေကျမကြီးဆောင်ရှောက်မှုပေးတဲ့နေရာထိုင်ခင်းတွေဘာသာရေးဆိုင်ရာအဆောက်အအုံတွေ
နဲ့စစ်ပေးဆောင်စခန်းတွေကိုပြစ်မှတ်ထားပြီးမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်လက်ရှိတဲ့အကြောင်းတပ်တွေအထောက်အထားတွေနဲ့တကွ IIMM အဖွဲ့ကစီစစ်မှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်အစည်းအဝေးခန်းစားပါရန်တရားရဲ့စုံစမ်းစစ်ဆေးမှုတွေကိုတပ်တွေ950ကျော်ရဲ့ထွက်ဆိုချက်များအပါအဝင်ရင်းမြစ်ပေါင်း1600ကျော်ကရရှိတဲ့အချက်လက်တွေအပြင်တခြားအထောက်အထားများစွာကိုအခြေခံထားတယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ဟာကုန်ကြစရိတ်တက်တာတဲ့စက်တက်လေထီပါရာမော်တာတွေဂျိုင်ရိုကော်ပတာတွေနဲ့ drone တွေကိုအသုံးပြုပြီးအတော်လေးခက်နှိမ့်နှိမ့်ကနေပြန်တန်းလို့ပိတ်ထိန်းစနစ်မပါတဲ့ဘုံတွေကိုကျဲချခဲ့တာလို့ IIMM ကရေးထားပါတယ်အယက်သားထိခိုက်ပေဆုံးမှုတွေဟာစစ်တပ်ရဲ့ double tap လို့ခေါ်တဲ့ပထမအကြိမ်တိုက်ခိုက်ပြီးနောက်ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်တဲ့နီလန်းကြောင့်ပုံမှုဆိုးရွားလာတယ်လို့လည်းဆိုပါတယ်ဒီနီလန်းကဒဏ်ရာရသူတွေကိုကူညီနေသူတွေကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ထွက်ပြေးဖို့စ조사နေသူတွေကိုပြစ်မှတ်ထားတဲ့သဘောတက်ရောက်နေတာဖြစ်ပါတယ်စကိုင်းတိုင်းတွေကဖြစ်ရတဲ့ချို့မှာဆိုရင်မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေဟာအရက်သားတွေကြိုတင်အကာအကွယ်မယူနိုင်အောင်ပြစ်မှတ်နေရာတွေကိုမရောက်ခင်ရည်ရွယ်ချက်နဲ့စစ်တပ်လေထီးတွေကိုတမင်တက်ပိတ်ပြီးတိတ်တဆိတ်လေဟုန်စီးဝင်လာကြတာမျိုးဖြစ်တယ်ဆိုတဲ့သတင်းပေးပို့မှုတွေအပေါ်မှာလည်း IIMM အဖွဲ့ကစုံစမ်းနေတယ်လို့ဆိုပါတယ်။အဲ့ဒီအစီရင်ခံစာနဲ့အာရခတပ်တော်ရဲ့ဆွဆွဲချက်တွေနှစ်ခုစလုံးအပေါ်မြန်မာစစ်အစိုးရဘက်ကချက်ချင်းတုံ့ပြန်ပြောဆိုမှုမရှိသေးပါဘူး။နိုင်ငံရေးရဆက်ကြည့်မယ်ဆိုရင်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဩဂုတ်6ရက်နဲ့9ရက်ဒီမှာထိုင်းနိုင်ငံသို့တရားဝင်ဖိတ်ခေါ်လက်ခံတွေးဆောင်ခဲ့တဲ့ထိုင်းဝင်ကြီးချုပ်အနူတင်ချန်ဗီရဲ့ကူဟာဩဂုတ်25ရက်နေ့ပြန်လည်စတင်မဲ့ထိုင်းလွှတ်တော်အစည်းအဝေးမှာအစိုးရကိုဖြုတ်ချမဲ့အယုံကြည်မရှိအဆိုနဲ့ရင်ဆိုင်ရတော့မယ်ဖြစ်ပြီးထိုင်းအတိုက်ခံပါတီဖြစ်တဲ့ပြည်သူ့ပါတီကထိုင်းဝင်ကြီးချုပ်ကိုအယုံကြည်မရှိအဆိုတင်သွင်းဖို့ပြင်ဆင်နေကြောင်းတရားဝင်ကြေညာထားပါတယ်။ထိုင်းနိုင်ငံအခြေစိုက် The Nation အပါအဝင်ထိုင်းသတင်းမီဒီယာတွေကထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအပေါ်အတိုက်ခံတွေကအယုံကြည်မရှိအဆိုတင်သွင်းဖို့ပြင်ဆင်နေကြောင်းသတင်းဖော်ပြနေပြီးထိုင်းအစိုးရအဖွဲ့အတွင်းနိုင်ငံရေးဖိအားတွေမြင့်တက်လာနေကြောင်းရေးသားဖော်ပြကြပါတယ်။ထိုင်းဝန်ကြီးချုပ်အန်နူတင်အစိုးရကိုအဓိကဖိအားပေးနေတဲ့အရေးကိစ္စတွေကတော့2024ခုနှစ်အထက်လွှတ်တော်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မဲသမတ်တမမှုတွေရှိတယ်ဆိုတဲ့စုံစမ်းစစ်ဆေးမှုဒီတန်တရာအုပ်ချုပ်ရေးဝန်ထမ်းခန့်အပ်ရေးစာမွေးပေါ်အရှုပ်တော်ပုံ DHAI passport စီမံကိန်း400ဘီလီယံဘတ်အရေးပေါ်ချင်းငွေအသုံးပြုမှုတို့ဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းအတိုက်အခံပြည်သူ့ပါတီမှလွှတ်တော်အမတ်နဲ့အတိုက်အခံခေါင်းဆောင်ပရွတ်ဝါချရာစန္ဒုကအဆိုပါကိစ္စ4ရက်ဟာထိုင်းပါလီမန်ပြန်လည်ကျင်းပချိန်မှာအစိုးရအပေါ်အယုံကြည်မရှိအဆိုတင်သွင်းရမှာအဓိကအကြောင်းအရာတွေဖြစ်လာမယ်လို့အသိပေးပြောဆိုထားပါတယ်။ထိုင်းအတိုက်အခံပါတီတွေကအထက်လွှတ်တော်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးပါလီမန်ပြင်ပမှာအပတ်စဉ်ဆွေးနွေးမှုတွေပြုလုပ်နေပြီးပါလီမန်အတွင်းစစ်စစ်မေးမြန်းမှုတွေအတွက်အထောက်အထားတွေစုဆောင်းနေကြပါတယ်။ထိုင်းဝန်ကြီးချုပ်နဲ့ပြည်ထောင်ရေးဝန်ကြီးအနုတင်ကတော့အတိုက်အခံတွေရဲ့အယုံကြည်မရှိအဆိုတင်သွင်းမဲ့အရေးကိုခပ်ပေါ့တာတုံ့ပြန်ခဲ့ပြီးအတိုက်အခံတွေရဲ့တာဝန်တရက်အဖြစ်ပုံမှန်လှုပ်ဆောင်မှုသာဖြစ်ကြောင်းပြောဆိုထားပါတယ်။အစိုးရအနေနဲ့အမှားယွင်းမလုပ်ရင်စိုးရင်စရာဘာမှမရှိကြောင်းဒီအစိုးရကဘာအမှားယွင်းမှမလုပ်ထားကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ကထုတ်ဖော်ပြောဆိုထားပါတယ်။ဒါပေမဲ့အစိုးရအပေါ် PR တွေကတော့အထူးသဖြင့်အထက်လွှတ်တော်ရွေးကောက်ပွဲကိစ္စနဲ့ဒေသန္တရအစိုးရဝန်ထမ်းခန့်အပ်ရေးစာမေးပွဲကိစ္စတွေကြောင့်ဆက်လက်မြင့်တက်နေပါတယ်။2024ခုနှစ်အထက်လွှတ်တော်ရွေးကောက်ပွဲမှာမဲမတမာမှုဆိုင်ရာပူးပေါင်းကြံစည်မှုတွေရှိခဲ့တဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူပေါင်း229ဦးပါဝင်တဲ့စုံစမ်းစစ်ဆေးမှုဟာအစိုးရအတွက်အရေးကြီးဆုံးနိုင်ငံရေးအန္တရာယ်တွေကတစ်ခုဖြစ်လာနေပါတယ်။စုံစမ်းစစ်ဆေးမှုမှာအထက်လွှတ်တော်အမတ်တွေနိုင်ငံရေးသမားတွေနဲ့ဘွန်ထိုင်းပါတီနဲ့ဆက်နွယ်သူတွေပါဝင်နေပြီးဝန်ကြီးချုပ်အနုတင်နဲ့ဘွန်ထိုင်းပါတီရဲ့သောစာကြီးပုဂ္ဂိုလ်နီယူဝင်းချစ်ချောတို့ရဲ့အမည်တွေလည်းအဆိုပါကိစ္စနဲ့ဆက်ဆက်ပြီးထွက်ပေါ်နေပါတယ်။ရွေးကောက်ပွဲကော်မရှင်ကအဆိုပါကိစ္စကိုဩဂုတ်လအတွင်းဆုံးဖြတ်ဖို့ရည်ရွယ်ထားကြောင်းပြောထားပါတယ်။ရခိုင်ကဆုံးဖြတ်ချက်ကိုစက်တင်ဘာလအထိရွှေ့ဆိုင်းနိုင်တယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့ယခုအခါဩဂုတ်လအတွင်းဆုံးဖြတ်ဖို့မျှော်မှန်းထားခြင်းဖြစ်ပါတယ်။အဆိုပါစုံစမ်းစစ်ဆေးမှုမှာပြည်내ပေါင်း64ခုမှာတပ်တွေတွေနဲ့အထောက်အထားတွေကိုစစ်ဆေးရမှာဖြစ်တဲ့အတွက်အချိန်ပိုယူနိုင်ခြေလည်းရှိနေပါတယ်။အတိုက်ခံဘက်ကစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်တဲ့စာမျက်နှာပေါင်း9000နီးပါးရှိတဲ့အထောက်အထားတွေကိုလူထုထံထုတ်ဖော်ပြသနေပြီးရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အပေါ် PR တွေမြင့်တက်လာနေပါတယ်။ထို့အပြင်ရွေးကောက်ပွဲကော်မရှင်ရဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကြားသဘောထားကွဲလွဲမှုလည်းရှိနေပါတယ်။အဖွဲ့26ခုကလူပေါင်း229ဦးရဲ့အမှုတွေအားလုံးကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့လွှဲပြောင်းဖို့အကြံပြုခဲ့ပေမဲ့နောက်ပိုင်းမှာအဖွဲ့36ကအဆိုပါအကြံပြုချက်ကိုပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ရင်းကြောင့်တူညီတဲ့စုံစမ်းစစ်ဆေးမှုအထောက်အထားတွေကိုအခြေခံပြီးရွေးကောက်ပွဲကော်မရှင်ရဲ့အဖွဲ့နှစ်ဖွဲ့ကမတူညီတဲ့သဘောထားတွေထွက်ပေါ်ခဲ့ခြင်းအပေါ်မိကွန်းတွေပေါ်ပေါက်နေပါတယ်။အန်နူတင်အစိုးရအပေါ်ဖိအားပေးနေတဲ့နောက်ထပ်အရေးကြီးတဲ့ကိစ္စကတော့ပြည်ထရေးဝန်ကြီးဌာနအောက်ရှိဒေသန္တရအစိုးရဝန်ထမ်းခန့်အပ်ရေးစာမေးပွဲတွေမှာမမှန်မကန်လှုပ်ဆောင်မှုတွေရှိခဲ့တဲ့ဆိုတဲ့စုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။
အန်နိုတင်ဟာဝန်ကြီးချုပ်နေပြင်ပြည်ထရေးဝန်ကြီးအဖြစ်ပါတာဝန်ယူထားတဲ့အတွက်အဆိုပါကိစ္စဟာသူ့ရဲ့တာဝန်ယူမှုအောက်သို့တိုက်ရိုက်ကျရောက်နေပါတယ်။စုံစမ်းစစ်ဆေးသူတွေကစာမေးပွဲဖြေဆိုမှုတွေမှာအဖြေလွှာတွေကိုစနစ်တကျပြောင်းလဲခြင်းလက်ပေးလက်ယူမှုနဲ့စာမေးပွဲမတမာမှုတွေဖြစ်ပွားခဲ့တယ်လို့စစ်ဆေးနေပြီးအဆိုပါလုပ်ငန်းစဉ်ကနေမမှန်မကန်ရရှိခဲ့တဲ့ငွေပမာဏဟာ4.5 ဘီလီယံခန့်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အာဏာပိုင်တွေဟာမမှန်မကန်မှုတွေတွေ့ရှိပြီးနောက်စာမေးပွဲအောင်မြင်ခဲ့သူ6000နီးပါးရဲ့ခန့်အပ်မှုတွေကိုပိတ်ဖြတ်ဖို့ပြင်ဆင်နေပါတယ်။ငွေကြေးလမ်းကြောင်းတွေကိုစုံစမ်းရမှာလဲပုံကျိုင်းထိုင်းပါတီရဲ့အရေးကြီးတဲ့နိုင်ငံရေးအခြေစိုက်ဒေတာတွေဖြစ်တဲ့ပူရီဒမ်စတွန်နဲ့ဖချာပုံပြည်နယ်တွေရှိဩဇာကြီးနိုင်ငံရေးကွန်ရက်တွေနဲ့ဆက်နွယ်မှုတွေကိုတွေ့ရှိထားတယ်လို့ဆိုပါတယ်။ပြည်မှုဆိုင်ရာအရေးယူခံထားရသူတွေထဲမှာဒီတန်တရာအုပ်ချုပ်ရေးဦးစီးဌာနမှအစိမ့်မြင့်အရာရှိဟောင်းတွေစာမေးပွဲတာဝန်ရှိသူတွေနဲ့အဖြေလွှာတွေကိုပြင်ဆင်ခဲ့တယ်လို့ဆွဆွဲခံထားရသူတွေပါဝင်ပါတယ်။နောက်ထပ်အငင်းပွားပွဲရာတရက်ကတော့ Digital စီးပွားရေးနဲ့လူမှုရေးဝန်ကြီးဌာနအောက်ရှိ DHA အဆိုပါစီမံကိန်းရဲ့တန်ဖိုးက1.62 ဘီလီယံရှိပြီးတင်ဒါအနိုင်ရရှိခဲ့တဲ့ TH Consortium ကုမ္ပဏီနဲ့ပတ်သက်ပြီးအတိုက်ခံလွှတ်တော်အမတ်တွေကမေးခွန်းထုတ်ထားပါတယ်။ Digital စီးပွားရေးဝန်ကြီးဌာနကိုဘွန်ကြိုင်ထိုက်ပါတီရဲ့ဩဇာကြီးပုဂ္ဂိုလ်နင်းဝင်းချစ်ချော့ရဲ့သားချိုင်ချနောက်ချစ်ချော့ကတာဝန်ယူထားတဲ့အတွက်ဒီစီမံကိန်းဟာငွေကြေးပမာဏထက်ပိုမိုပြီးနိုင်ငံရေးအရာအရေးကြီးတဲ့ကိစ္စဖြစ်လာနေပါတယ်။စတုတ္ထမြောက်အချက်ကတော့400ဘီလီယံဘတ်အရေးပေါ်ချေးငွေအမိန့်ဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအဆိုပါချေးငွေအမိန့်ဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆန့်ကျင်ကြောင်းဆုံးဖြတ်ထားပြီးဖြစ်ပေမဲ့ယခုအခါအဓိကမေးခွန်းကတော့ချေးယူထားတဲ့400ဘီလီယံဘတ်ကိုဘယ်နေရာမှာအသုံးပြုမလဲ။အဲ့ဒီအသုံးစရိတ်တွေဟာအရေးပေါ်အသုံးစရိတ်အဖြစ်သတ်မှတ်နိုင်ခြင်းရှိမရှိဆိုတဲ့အချက်ဖြစ်လာပါတယ်။အထူးသဖြင့်ခရီးသွားလုပ်ငန်းနဲ့အားကစားဝန်ကြီးဌာနကအဆိုပါချေးငွေတွေကငွေကြေးကိုပြည်တွင်းခရီးသွားလုပ်ငန်းမြင့်တင်ရေးအစီအစဉ်အတွက်အသုံးပြုဖို့တောင်းခံထားခြင်းကြောင့်ထိုကဲ့သို့သောအစီအစဉ်တွေအတွက်အရေးပေါ်ချေးငွေအသုံးပြုဖို့အမှန်တကယ်လိုအပ်ခြင်းရှိမရှိမေးခွန်းထောက်ခံနေရပါတယ်။ဒီအတွင်းထိုင်းလွှတ်တော်အမတ်အနုစွန်တမာချိုင်ကလည်းအမေရိကန်နဲ့အနောက်နိုင်ငံအများအပြားရဲ့မြန်မာမှာစီးပွားရေးဆိုင်ရာတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတာကြောင့်မြန်မာမှာထိုင်းကုမ္ပဏီတွေရင်းနှီးမြှုပ်နှံမှုလုပ်တာဟာဥပဒေကြောင်းနဲ့ဗန်ဒါရေးဆိုင်ရာမတိကျတဲ့စွန့်စားရမှုတွေဖြစ်လာစေမယ်လို့ပြောကြားလိုက်ပါတယ်။မြန်မာကစစ်ကောင်ဆောင်နေနဲ့သူတို့နဲ့ဆက်နွယ်တယ်လို့ယူဆခံရတဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကတန်ခတ်ပိတ်ဆို့မှုတွေလုပ်ထားတာဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ပြီးခဲ့တဲ့ထိုင်းခရီးစဉ်အတွင်းထိုင်းမြန်မာနှစ်နိုင်ငံစီးပွားရေးဖိုရမ်ကနေထိုင်းကမြန်မာမှာရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်$12ဘီလီယံကျော်ရည်မှန်းထားတယ်လို့ထုတ်ပြန်ခဲ့ပြီးချိန်မှာပဲထိုင်းအမတ်ကအခုလိုပြောလာတာဖြစ်ပါတယ်။ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းမြန်မာမှာရင်းနှီးမြှုပ်နှံမှုကိုအကျိုးအမြတ်တစ်ခုတည်းကြည့်ဖို့မသင့်ကြောင်းသူကထောက်ပြခဲ့ပါတယ်။မြန်မာမှာဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်နိုင်ဖို့တိုက်တွန်းအားပေးတာတွေလုပ်တင်နေဆိုတာကိုလည်းထိုင်းအမတ်ကဖြည့်သွင်းပြောကြပါတယ်။မြန်မာမှာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်ရေးကိုဥမတည်နိုင်တဲ့၍မြန်မာမှာရင်းနှီးမြှုပ်နှံတာနဲ့စီးပွားရေးလုပ်ကိုင်ခြင်းတွေမှာစွန့်စားမှုတွေဆက်ကြုံနေရမယ်လို့သူကဆက်ပြောပါတယ်။ထိုင်းဆိုရအနေနဲ့လည်းမြန်မာမှာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ထိုင်းစီးပွားရေးအုပ်စုတွေအတွက်ရှင်းလင်းတဲ့မူဝါဒတွေနဲ့လမ်းညွှန်ချက်တွေချပြီးဖို့လိုအပ်တယ်လို့သူကမှတ်ချက်ပြုပါတယ်။ထိုင်းဘက်ကရင်းနှီးမြှုပ်နှံမှုတွေဟာအာဏာရှင်စစ်အစိုးရကိုအားကောင်းမလာစေဖို့နဲ့ပြည်သူတွေကိုဖိနှိပ်ဖို့ဒါမှမဟုတ်အကြမ်းဖက်မှုကိုပိုပြင်းပြင်းထန်ထန်လုပ်နိုင်အောင်အားပေးရရောက်တဲ့အရင်းမြစ်တွေမပေးဖို့တိတ်ချမှုရှိဖို့လိုမယ်လို့ထိုင်းအမတ်ကပြောကြားခဲ့ပါတယ်။ထိုင်းလွှတ်တော်အမတ်အနုစွန်ဓမ္မချိုင်ဟာကိုယ်တိုင်နိုင်ငံရေးလှုပ်ရှားတဲ့ကျောင်းသားခေါင်းဆောင်ဘဝကနေပါလီမန်အမတ်ဖြစ်လာသူတဦးဖြစ်ပါတယ်။သူဟာအမေရိကန်နိုင်ငံ Fordham တက္ကသိုလ်ကစီးပွားရေးပညာရပ်နဲ့ဒေါက်တာဘွဲ့ရရှိထားပြီးထိုင်းနိုင်ငံရဲ့နာမည်ကျော်ရန်စစ်တက္ကသိုလ်ရဲ့စီးပွားရေးပညာဌာနမှာတွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သူဟာမင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်အတွင်းထိုင်းပါလီမန်အဆောက်အုံထဲရောက်လာခဲ့ချိန်မှာလေဒီမိုကရေစီငြိမ်းချမ်းရေးနဲ့လူသားဝါဒဆိုပြီးအော်ဟစ်ဆန္ဒဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။နောက်တစ်ခုကတော့မင်းအောင်လှိုင်ကနိုင်ငံတော်ဘတ်ဂျက်ဖြန့်ဝယ်ယူထားတဲ့ MAI Airbus 319အထူးလေယာဉ်ကိုဒုသမ္မတအမီခံညွန်စောနဲ့နန်းနီနီအေးတို့ရဲ့ပြည်ပခရီးစဉ်တွေမှာသုံးခွင့်မပေးပေမဲ့မိမကျူကျူလှနဲ့သားသမီးမြေးတို့ရဲ့ပြည်ပဈေးဝယ်စိတ်စစ်နဲ့အလဲအပတ်ခရီးစဉ်တွေမှာအသုံးပြုခွင့်ပေးကြောင်းနေပြည်တော်စစ်ပတ်တရင်မြစ်ကပြောဆိုပါတယ်။မင်းအောင်လှိုင်ကအဲ့ဒီလေယာဉ်ကိုနိုင်ငံတော်ဘတ်ဂျက်ဖြင့်2025ခုနှစ်ဖေဖော်ဝါရီလအတွင်းအပြီးအပြတ်ဝယ်ယူခဲ့ပြီးနောက်လေယာဉ်အတွင်းအပြစ်အပါဝင်လေယာဉ်တစ်စီးလုံးကိုသူ့စိတ်ကြိုက်ပြင်ဆင်ခဲ့ကြောင်းရင်းလေယာဉ်ကိုသူ့နဲ့သူ့မိသားစုအတွက်သာပြည်ထအသုံးပြုကြောင်းသိရှိရပါတယ်။နေပြည်တော်စစ်ပတ်တရင်မြစ်ကဆိုလာတုံးကဦးညိုစောရုရှားသွားချိန်မှာအထူးလေယာဉ်ပေးမသုံးကြောင်းဇူလိုင်လအတွင်းမှာဒေါ်နတ်နီနီအေးတရုတ်ကိုသွားချိန်မှာလဲလေရင်ပေးမသုံးပဲသူနဲ့သူမိသားစုပဲပြီးတန့်သုံးချောင်းပြောဆိုပါတယ်
အထူးလေရင်ကိုမင်းအောင်လှိုင်ရဲ့မိမကျူကျူလှပြီးပါတို့စီးစစ်ကွာခြင်းပါအောင်ပြည်စုံတဲ့တမီခင်တီဝီတမောညီမတွေစည်းဝယ်ထွက်ခြင်းအလေအပတ်သွားခြင်းတွေမှာလည်းမကြာခဏဆိုသူတို့အုံပြုလျက်ရှိကြောင်းသိရှိရပါတယ်။မင်းအောင်လှိုင်ကအတင်းအကျပ်သမရယာရုလူယူပြီးနောက်မေလ30ရက်ကနေဇွန်လ3ရက်အထိအိန္ဒိယနိုင်ငံခရီးစဉ်ဇွန်လ15ရက်ကနေ19ရက်အထိ9ရက်ကြာတရုတ်ခရီးစဉ်ဇူလိုင်လဆန်းပိုင်းလာအိုနိုင်ငံခရီးစဉ်ဩဂုတ်လဆန်းပိုင်းထိုင်းနိုင်ငံခရီးစဉ်တွေမှာလည်းအဆိုပါအထူးလေရင်ကိုအသုံးပြုခဲ့ကြောင်းလာမယ့်ဩဂုတ်လတတိယအပတ်မှာလည်းရင်းလေရင်နဲ့မင်းအောင်လှိုင်သို့မဟုတ်သူ့မိသားစုပြပခရီးစဉ်တစ်ခုကိုတွားရောက်ဖို့ပြင်ဆင်နေကြောင်းသိရှိရပါတယ်။ပြည်သူတွေရေဘေးဒဏ်စစ်ဘေးဒဏ်နဲ့ငတ်မွတ်ခေါင်းပါမှုတွေကြားညှက်နေချိန်မှာနိုင်ငံတော်ဗန်ဒါနဲ့ဝယ်ထားတဲ့လေရင်ကိုမိသားစုဈေးဝယ်ခီးအတွက်သုံးနေတယ်ဆိုတဲ့သတင်းဟာပြည်သူတွေအတွက်လက်ခံနိုင်စရာမရှိတဲ့အချက်ဖြစ်နေပါတယ်။မင်းအောင်လှိုင်ဟာ2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာအမေရိကန်နိုင်ငံ Aviation Capital Group အဖွဲ့ထံကငှားရမ်းထားတဲ့ Airbus အမျိုးအစားလေယာဉ်ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲအပြီးအပြတ်ဝယ်ယူခဲ့ပြီး MAI လေကြောင်းလိုင်းကနာမည်ခံပေးထားရတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံသားကုန်သွယ်မှုဘဏ်မှာရှိတဲ့ American Dollar တန်100ကျော်ကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ထံတင်ပြခြင်းမရှိဘဲဘဏ်ရဲ့ဥဆောင်ညွှန်ကြားရေးမှူးဒေါ်ကေတီနဲ့အပေးယူပြုလုပ်ခနိုင်ငံသားငွေချင်းငွေရယူခဲ့တဲ့ကုမ္ပဏီ23ခုနဲ့ဒါရိုက်တာတွေကိုစစ်ကောင်စီကအမည်ပြတ်စည်ရင်းသွင်းလိုက်ကြောင်းသိရပါတယ်။ဩဂတ်လ9ရက်မှာစစ်တပ်ကထုတ်ပြန်တဲ့ကြေညာချက်အရအဆိုပါကုမ္ပဏီတွေဟာမြန်မာနိုင်ငံသားကုန်သွယ်မှုဘဏ်ချင်းငွေဖြစ်စဉ်မှာချင်းငွေရယူခဲ့ပြီးချင်းငွေတွေကိုဆက်လက်ပေးဆက်ဖို့ပြက်ကွက်နေသဖြင့်အမည်ပြတ်စီရင်တွင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ဘဏ်အတွင်းရှိ American Dollar တန်100ကျော်ကိုမင်းအောင်လှိုင်နဲ့စစ်တပ်ထံတင်ပြခြင်းမရှိဘဲဘဏ်နဲ့နှီးစပ်တဲ့ပြည်တွင်းကုမ္ပဏီတွေထံချင်းငွေအဖြစ်ထုတ်ချေခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သူချင်းငွေတွေထုတ်ချေရမှာဘဏ်ရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဒေါ်ကီတီကကုမ္ပဏီတွေနဲ့အပေးယူပြုလုပ်ခဲ့ပြီးချင်းငွေထုတ်ပေးဖို့ငွေကျပ်သိန်း4000ကျော်လှမ်းငွေရယူခဲ့ကြောင်းသိရှိရပါတယ်။ရင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေါ်ကီတီကိုစစ်တပ်က2024ခုနှစ်ဇူလိုင်လအတွင်းဖမ်းဆီးခဲ့ပြီးယာဒူးမှဖယ်ရှားခဲ့ကြောင်းသိရပါတယ်။သတင်းရင်းမြစ်တူကစစ်အာဏာသိမ်းပြီးတဲ့နောက်ဘဏ်တွေကငွေတွေကိုကုမ္ပဏီတွေနဲ့ဒါရိုက်တာတွေကဘဏ်ဦးဆောင်ညွှန်ကြားရေးမှူးနဲ့အပေးယူလုပ်ပြီးထုတ်ချေခဲ့တာဖြစ်ကြောင်းအဲ့ဒါကို2024မှာပြန်စစ်မှပေါ်ခဲ့ကြောင်းအဲ့ဒီမှာငွေပြန်ဆက်ခိုင်းရစက်တဲ့သူတွေလည်းဆက်ကြပြီးတချို့ကုမ္ပဏီထားလိုက်တာတွေကလည်းငွေမဆက်ပဲလေစိတ်ကနေပြေးဖို့ပြင်အဖန့်ခံရကြောင်းပြောဆိုပါတယ်တချို့ကုမ္ပဏီတွေကလည်းထွက်ပြေးတိမ်းရှောင်နေစေဖြစ်ပြီးဒေါ်ကေတီကတော့2024ခုနှစ်ဇူလိုင်လမှာအဖန့်ခံရပြီးအခုထိအဖန့်ခံထားရစေဖြစ်ကြောင်းလည်းသိရပါတယ်တချို့ကုမ္ပဏီတွေကချင်းငွေရဖို့ဘာအလုံးမှမရှိပဲကုမ္ပဏီထောင်ပြီးချင်းငွေယူသွားတာတွေလည်းရှိတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်ဟာမြန်မာနိုင်ငံကြီးနိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ပို့ကုန်တွင်းကုန်လုပ်ငန်းတွေအတွက်နိုင်ငံခြားငွေကြေးနဲ့ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေပေးနေတဲ့နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံနဲ့နိုင်ငံတကာအကြားကူတန်းရောင်းဝယ်ရေးလုပ်ငန်းတွေမှာလည်းအဓိကပါဝင်တဲ့ဘဏ်တစ်ခုဖြစ်ပါတယ်။ထိုင်းနိုင်ငံတာခရိုင်အတွင်းရှိစိုက်ပျိုးရေးခြံလေးစစ်ဆေးရေးခိတ်တွေနဲ့စောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာတာခရိုင်လူဝင်မှုကြီးကြပ်ရေးနဲ့သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေကဝင်ရောက်စစ်ဆေးခဲ့ရာဩဂတ်လ9ရက်ကနေ10ရက်နေ့အတွင်းမြန်မာလူသား12ဦးအပါအဝင်စုစုပေါင်းနိုင်ငံသား16ဦးဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ဩဂတ်လ9ရက်နေ့17:30မိနစ်ခန့်ကတာခရိုင်လာဝကနေခရိုင်အလို့သမိုင်းညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီးဖုတ်ဖဲရာမြို့နယ်ချောင်းခတ်ကြီးရွာအုပ်စုရှိစိုက်ပျိုးရေးခြံကိုစီးနင်းစစ်ဆေးခဲ့ရာတရားမဝင်ဗီဇာနဲ့အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲအလုပ်လုပ်နေတဲ့မြန်မာအမျိုးသား3ဦးကိုစတင်ဖမ်းဆီးရမိခဲ့ပါတယ်။ထို့ပြင်ဩဂတ်လ10ရက်နေ့6နာရီခန့်မှာမဲဆောက်မြို့နယ်မဲဘကြီးရွာအုပ်စုရှိပူးပေါင်းလုံခြုံရေးစစ်စီရေးခိတ်မှာတရားမဝင်ခိုးဝင်လာတဲ့တရုတ်နိုင်ငံသား2ဦးဗီယက်နမ်နိုင်ငံသား3ဦးနဲ့မြန်မာနိုင်ငံသား2ဦးစုစုပေါင်း6ဦးကိုနိုင်ငံကူးလက်မှတ်မရှိပဲစစ်ဆေးတွေ့ရှိလို့ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ရင်းနေမွန်လွယ်2:30မိနစ်ခန့်မှာလဲမဲဆောက်မြို့နယ်ဖရာတပ်ဖာတဲ့ကြီးရွာအုပ်စုရှိစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုပူးပေါင်းအဖွဲ့ကဆက်လက်ဝင်ရောက်စစ်ဆေးခဲ့ရာတရားမဝင်ခိုးဝင်ရောက်ရှိနေပြီးအလို့လုပ်ကင်ခွင့်ပါမစ်မရှိတဲ့မြန်မာအမျိုးသား9ဦးကိုထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိသူတွေအားလုံးကို2022ခုနှစ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ပျောက်ကွယ်သွားစေမှုတားဆီးကာကွယ်ရေးနဲ့နှိမ်နင်းရေးဥပဒေပုံမှန်22ရဲ့လုံထုံးလုံနည်းတွေအတိုင်းဆောင်ရွက်ခဲ့ပြီးဥပဒေနဲ့အညီဆက်လက်အရေးယူနိုင်ဖို့သက်ဆိုင်ရာရဲစခန်းတွေထံလွှဲပြောင်းပေးရထားကြောင်းသိရပါတယ်။ပြည်တွင်းမှာစစ်ပေးတံစီးပွားရေးကြက်တဲမှုတွေကြောင့်အသက်ရှင်ရပ်တည်ဖို့နိုင်ငံရပ်ခြားထွက်သွားရတဲ့မြန်မာလူသားတွေအနေနဲ့ဒီလိုဖမ်းဆီးခံရမှုတွေဆိုမကြာခဏရင်ဆိုင်နေရတာဖြစ်ပါတယ်။နေပြည်တော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာအထောက်အကူဖြစ်စေရေးနီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဆာဆာကာဝါအနေနဲ့ကူညီဆောင်ရွက်ပေးဖို့ဆွေးနွေးခဲ့တယ်ဆိုပြီးနေပြည်တော်ကတည်င်းထုတ်ပါတယ်။ဆာဆာကာဝါနဲ့ဩဂတ်10ရက်တွေ့ချိန်မှာ
မင်းအောင်လှိုင်ကမြန်မာဟာဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီလို့ဆိုပြီးပြည်တွင်းငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေတယ်လို့ပြောပါတယ်။ဆာဆာကာဝါရဲ့နီပွန်ဖောင်ဒေးရှင်းကအေယာဝတီတိုင်းလေးမျက်နှာမြို့နယ်ကရေဘေးတင့်ဒေသတွေပြည်လဲထူထောင်ရေးအတွက်လည်းကူညီပေးသွားမယ်လို့ပြောကြောင်းလည်းထည့်ယူထားပါတယ်။ဒါအပြင်မြန်မာကနည်းပညာတက္ကသိုလ်တွေမှာမရင်တန်ခံနိုင်တဲ့အဆောက်အအုံတွေစောက်လုပ်ရေးဖတာရက်တွေတင်ကြားနိုင်ရေးအတွက်လည်းနီပွန်ဖောင်ဒေးရှင်းကကူညီသွားမယ်လို့ဖော်ပြပါတယ်။မြန်မာမှာစစ်အာဏာသိမ်းပြီးနောက်သူနဲ့နေပြည်တော်တို့ဆက်ဆံရေးကိုဝေဖန်မှုတွေရှိနေပေမဲ့မြန်မာအရေးမှာ silent diplomacy ကိုပဲအခိုင်အမာကိုင်ဆွဲမယ်လို့ဆာဆာကာဝါကပြောဖို့ပါတယ်။2020စစ်စင်ရေးအစောပိုင်းကာလကရခိုင်စစ်ပွဲအပြစ်ရသွားအောင်အဓိကကြားဝင်ပေးခဲ့သူလို့ကြဲကြဲပြန့်ပြန့်ရှုမြင်ခံခဲ့ရတဲ့ဆာဆာကာဝါရဲ့အခုခရီးစဉ်ကစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဖိအားပေးခံနေရတဲ့အာရယခတပ်တော်နဲ့ကြားမှာနှိမ့်နိုင်ရည်လားလို့တုံ့တက်ချက်တွေလည်းရှိပါတယ်။ဒါပေမဲ့တရုတ်ကမကထားလို့တဲ့အပြစ်ရဆွေးနွေးပွဲတွေကလွဲလို့တခြားဒေသတွင်းနိုင်ငံတချို့ဘာဝင်ဖြည့်ရှင်းဖို့စ조사နေတဲ့နှိမ့်နိုင်ရည်လမ်းကြောင်းတွေကခက်ခဲနေအောင်ပဲလို့နိုင်ငံရေးအကဲခတ်တချို့ကနိုင်ငံတကာသတင်းများဘက်ကိုကူးလိုက်ရအောင်ပါဆီးရီးယားတရားရုံးတစ်ခုကသမ္မတဟောင်းဘရှာအယ်အဆတ်ကိုဆီးရီးယားပြည်တွင်းစစ်အတွင်းလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်တေတံချမှတ်လိုက်ပါတယ်။အဆတ်ကလက်ရှိရုရှားနိုင်ငံမှာရှိနေတာကြောင့်တရားရုံးကသူ့ကိုမျက်ကွယ်နဲ့စီရင်ခဲ့တာပါ။2024ခုနှစ်မှာအဆတ်ကိုစန့်ကျင်တဲ့လက်နက်ကင်အဖွဲ့တွေစစ်ရေးအရအနိုင်ရပြီးနောက်အဆတ်ကမိသားစုနဲ့အတူရုရှားနိုင်ငံကိုထွက်ပြေးခဲ့ပါတယ်။တရားရုံးအမိန့်မှာအဆက်ခါလူတွေကိုရည်ရွယ်ချက်ရှိတပ်ဖြတ်ခဲ့တာအတွက်အပြစ်ရှိကြောင်းတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆီးရီးယားမှာလူထုအုံကြွမှုစတင်ခဲ့တဲ့ဒါရာပြည်နယ်မှာအဲ့ဒီအချိန်ကအာဏာပိုင်တအုပ်ဖြစ်ခဲ့တဲ့အဆက်ရဲ့ညီကိုဝမ်းကွဲအာတစ်ဖ်နာဂျစ်ကိုလည်းအရက်သားတွေခလီးတွေအပါအဝင်လူတွေကိုရည်ရွယ်ချက်ရှိတပ်ဖြတ်ခဲ့တာနဲ့တေစီလောက်အောင်မြင်းပန်းနှိပ်စက်ခဲ့တာတွေအတွက်ပြည်တံချမှတ်ထားပါတယ်။နာဂျစ်ကိုတော့ဖမ်းဆီးထားပြီးခဲ့တဲ့နှစ်ကတည်းကထိန်းသိမ်းထားတာဖြစ်ပါတယ်။လက်ရှိဆီးရီးယားအတွင်ပြောင်းအစိုးရကတော့အာဆတ်အစိုးရလက်ထက်ကထိပ်တန်းတာဝန်ရှိသူတွေကိုဖမ်းဆီးနိုင်ရင်ဖမ်းဆီးပြီးနိုင်ငံခြားမှာရှိနေသူတွေကိုတော့မျက်ကွယ်နဲ့တရားစီရင်နိုင်ဖို့ကြိုးပမ်းနေပါတယ်။ကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ပြင်းအား 9.4 ရှိငလျင်ရင်းကြောင့်တိတ်ဆုံးသူအရေအတွက်250ကျော်ရှိလာပြီဖြစ်ပါတယ်။ဒီရာစုအတွင်းကိုလံဘီယာမှာအဆိုးရွားဆုံးဖြစ်တဲ့အဆိုပါငလျင်ဟာတနင်္လာနေ့မနက်စောစောမှာကော်ဖီစိုက်ပျိုးရေးဒေသကိုတိုက်ခတ်ခဲ့ပြီးတိုက်ခန်းအဆောက်အအုံတွေနေအိမ်တွေစာတင်ကျောင်းတွေနဲ့ကျန်းမာရေးဌာနတွေအကွဲရင်းရိုင်ပြီးပြိုကျခဲ့ပါတယ်။ထိခိုက်တဲ့မြို့တွေကနေတီးခြားအစီရင်ခံစာတွေအရအင်္ဂါနေ့မနက်ပိုင်းမှာတိတ်ဆုံးသူ254ဦးရှိပြီးကော်ဖီစိုက်ခင်းအလဲကပရိယာမြို့မှာ100ဦးနဲ့နိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်တဲ့ကာလီမြို့မှာ95ဦးတိတ်ဆုံးခဲ့ကြောင်းသိရပါတယ်။ငလင်ဗဟုချက်နဲ့နီးတဲ့ချိုကိုဒေသရှိတိုင်းရင်းသားရက်ရွာအများအပြားဟာလျှက်စစ်မီးနဲ့အခြေခံဝန်ဆောင်မှုတွေမရရှိသေးပဲကေစီရေးလုပ်ငန်းတွေကိုပုံမှုခက်ခဲစေပါတယ်။ငလင်ဟာတမတတိအပေလာတိုဒီလာအစပရီယဲလာကျန်းသစ္စာချင်းဆိုပြီးရပ်ပိုင်းအကြာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးသူဟာထိခိုက်တဲ့ဒေသတွေကိုတွားရောက်ခဲ့ကအင်ဆုံးရှုံးသူတွေအတွက်စီးပွားရေးအထောက်ပံ့ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ကေစီရေးအဖွဲ့တွေဟာတနင်္လာနေ့ညနဲ့အင်္ဂါနေ့တွေမှာကရိန်းတွေပင်ကိတ်ခရိန်းတွေနဲ့ကားတွေနဲ့ဒေါ်လာပြီးဖြေရှားပါတယ်တူဖို့ရေးဆက်တွေနဲ့လက်ဗလာတွေသုံးပြီးလူသားကွင်းဆက်တွေဖွဲ့ကာအပျက်စီးတွေထည့်ထားတဲ့ပုံးတွေကိုလက်ဆင့်ကမ်းရင်းပိတ်မိနေသူတွေကိုရှာဖွေခဲ့ကြပါတယ်။ပေရီယာမြို့မှာအဲ့ရိတ်ကလောက်ကင်နေတဲ့အမျိုးသမီးတအုပ်ကအဆောက်အုံကတကြီးကြီးမီလာပြီးအပြင်ကိုပြေးထွက်တာနဲ့တခိုင်နဲ့အဆောက်အုံပြိုကျသွားကြောင်းပြောပြခဲ့ပါတယ်။လူမှုကွန်ရက်ကြော်ညာသူတအုပ်ကတော့ငလျင်လှုပ်ချိန်မှာ၄စိတ်ရောက်နေပြီးစပွဲအောက်ခိုဝင်ရင်အမိုးတွေပြိုကျတာကိုဓာတ်ရိုက်ကူးမိခဲ့ကြောင်းဒဏ်ရာရသူတွေတွေးထွက်နေသူတွေအော်ဟစ်ပြီးမိသားစုတွေစီရောက်ဖို့ကြိုးစားနေသူတွေရှိကြောင်းပြောပါတယ်။အင်္ဂါနေ့နေ့လယ်ပိုင်းအထိနောက်ဆက်တွဲငလျင်100ကျော်မှတ်တမ်းတင်ခဲ့ရပါတယ်။ထောင်ပေါင်းများစွာသောလူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးမိသားစုတွေဟာအဆောက်အုံလုံခြုံမှုစစ်ဆေးချက်ကိုအပြစ်မှာစောင့်နေကြရပါတယ်။ကာလီမြို့မှာဒေသခံတွေဟာလမ်းပေါ်မှာချက်ပြုတ်စားတောက်ကြပြီးအပျက်စီးတွေကရနိုင်သမျှပစ္စည်းတွေကိုပြန်ကောက်ယူခဲ့ကြပါတယ်။ကယ်ဆယ်ရေးသမားတွေအမျိုးသမီးတအုပ်ကိုအပျက်စီးတွေကအရှင်လက်ဆွဲထုတ်နိုင်ခဲ့ချိန်မှာလူအုပ်ကြီးကဩပါဒါပေမဲ့ကာလီမြို့ရဲ့ပြည်သူ့ကျန်းမာရေးအတွင်ရေးမှုကတော့မြို့ရဲ့အလောင်းတိန်ဌာနပြည့်နေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ချိုကိုဒေတာကရက်ရွာခေါင်းဆောင်တအုပ်ကတော့သူတို့ရက်ရွာမှာအင်တာနက်လိုင်းရဖို့တစ်ပင်တွေပေါ်တက်နေရကြောင်းခလီးတွေနဲ့တက်ကြီးရွယ်ဦးတွေထိတ်လန့်မှုကနေမပြေပြောက်သေးကြောင်းစေးခန်းလည်းမရှိစေးဝါးလည်းမရှိပဲကိုလက်နဲ့ကိုတက်နိုင်သမျှလုံနေရကြောင်းပြောကြားခဲ့ပါတယ်။အင်္ဂါနေ့နေလယ်ပိုင်းအထိလေစိတ်3ခုပိတ်ထားဆဲဖြစ်ပြီးဒေသအများပြားမှာဓာတ်ငွေ့ရီလျှက်စစ်မီးမရရှိသေးပဲအထက်ကလမ်းမကြီးတချို့လည်းပိတ်ထားဆဲဖြစ်ပါတယ်။ဥရောပသမဂ္ဂရဲ့အကြီးအကဲကလည်းကိုလံဘီယာငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေမှာပံ့ပိုးကူညီဖို့အသင့်ရှိနေပြီလို့ပြောကြားလိုက်ပါတယ်
ကိုလံဘီယာသမတာကငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့အရေးပေါ်အခြေအနေကိုတုံ့ပြန်နိုင်ဖို့နိုင်ငံအဆင့် BN ရဲ့အခြေအနေကြီးညားလိုက်ပြီးအဲ့ဒီလိုကြီးညားလိုက်တာကြောင့်အရေးပေါ်အခြေအနေအတွက်ဘတ်ဂျက်တွေကိုလိုအပ်တယ်လို့ပြန်လည်ခွဲဝေသုံးစွဲနိုင်တဲ့အထူးအာဏာတွေလည်းအစိုးရကရရှိမှာဖြစ်ပါတယ်။သမတာဖြစ်တာဝန်စယူတာ3ရက်ပဲရှိသေးတဲ့သမတာအတွက်တော့ဒီငလင်ဟာသူ့ရဲ့သမတာတက်တန်းအစမှာချက်ချင်းရင်ဆိုင်ရတဲ့အကြီးမားဆုံးအကျက်တဲတစ်ခုဖြစ်လာပြီးသူ့ရဲ့အုပ်ချုပ်ရေးသမိုင်းကိုသတ်မှတ်ပေးနိုင်လောက်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်းစပိုရီဇာမြို့မှာလည်းယူရှားရဲ့တိုက်ခိုက်မှုကြောင့်တမ်မနီစက်ရုံမှာအလုံသမား9ဦးသေဆုံးခဲ့ပြီးမော်စကိုကမြောက်ကိုရီးယားရဲ့ ballistic ဒုံးကျည်တွေကိုအသုံးပြုခဲ့တယ်လို့သမ္မတဇလန်စကီကပြောပါတယ်။ယူရှားကစပိုရီဇာမြို့ကိုဇာကွန်အမြင့်နှုံးမြင့်ဒုံးကျည်တွေဖတ်ထိန်လေချောင်းပုံးတွေနဲ့ပြုံယန်းကထောက်ပတ်တဲ့ ballistic ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပြီးနောက်စပိုရီစတယ်စက်ရုံဟာထုတ်လုပ်မှုရပ်ဆိုင်းလိုက်ရပါတယ်။မိခင်ကုမ္ပဏီကလေချောင်းရန်တတိပေးအချက်ပေးတံပြီးပြီးနောက်ဝန်ထမ်းတွေကာကွယ်ရေးခိုလုံရာစီတွားနေချိန်မှာ ballistic ဒုံးကျည်ထိမှန်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်စက်ရုံထုတ်လုပ်မှုလုံးဝရပ်တန့်သွားပြီးအခြားထိခိုက်တဲ့နေရာတွေလည်းစွမ်းဆောင်ရည်ရောကြပြီးလဲပတ်နေရကြောင်းကုမ္ပဏီကဆိုပါတယ်။ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကတိုက်ခိုက်မှုအပြီးမီးလောင်နေတဲ့အဆောက်အုံတွေနဲ့ရန်နေရဲ့တပ်ပုံတွေကိုတင်ခဲ့ပြီးလူနေအဆောက်အုံ၄လုံးလည်းပျက်စီးကအနည်းဆုံးလူ24ဦးဒဏ်ရာရရှိခဲ့ပါတယ်။စပိုရီဇာနျူကလ িয়ার စက်ရုံမှာတော့ပျက်စီးမှုမရှိဘူးလို့သိရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ယူကရိန်းစစ်တပ်အသုံးပြုတဲ့တမ်မနီထုတ်လုပ်တဲ့စက်ရုံကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာယူကရိန်းရဲ့ drone တိုက်ခိုက်မှုနောက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးရုရှားအာဏာပိုင်တွေက Nizhny-Kamsk မြို့မှာလူအနည်းဆုံး73ဦးသေဆုံးပြီး39ဦးဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။နောက်ထပ် drone တိုက်ခိုက်မှုကြောင့် Voronezh ဒေသမှာလူ2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိကဂိုဒေါင်တွေမှာမီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ယူကရိန်းရဲ့ Dnipropetrovsk နဲ့ Donetsk ဒေသတွေမှာလည်းညအတွင်းလူ6ဦးသေဆုံးခဲ့ကြောင်းယူကရိန်းအရာရှိတွေကပြောပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကနေစတင်ကျူးကျော်ခဲ့တဲ့ရုရှားဟာယူကရိန်းရဲ့အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖျက်လက်မှုကိုအခွင့်ကောင်းယူဖို့စ조사ရင်းမကြာသေးမီလတွေအတွင်း ballistic ဒုံးကျည်တိုက်ခိုက်မှုတွေတိုးမြင့်လာပါတယ်။ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအရာရှိတအုပ်ကမြောက်ကိုရီးယားဒုံးကျည်တပ်ဖွဲ့တစ်ခုဟာရုရှားအနောက်ပိုင်းကိုစတင်ချထားနေပြီဖြစ်ပြီးယူကရိန်းကိုတိုက်ခိုက်ဖို့ ballistic ဒုံးကျည်120နဲ့ပစ်လွတ်ကရိယာ6ခုတပ်ဆင်ထားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။သမ္မတဇလန်စကီကလည်းမြောက်ကိုရီးယားနိုင်ငံသား3000ကနေ9000အထိရုရှားနယ်မြေမှာချထားဖို့ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းပြောခဲ့ကမဟာမိတ်တွေအနေနဲ့တုံ့ပြန်ဖို့တောင်းဆိုခဲ့ပြီးမော်စကိုဟာငင်းချမ်းရေးအတွက်မဟုတ်ပဲပဋိပက္ခပုံမှုပြင်းထန်လာစေဖို့ပြင်ဆင်နေတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားကလည်းတောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ကြီးမားတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်ခင်ရပ်ပိုင်းလိုမှာဗုဒ္ဓဟူးနေ့ကကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ပင်လယ်ဘက်ကို ballistic ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ကြောင်းတောင်ကိုရီးယားနဲ့ဂျပန်အာဏာပိုင်တွေကပြောကြားပါတယ်။ဒုံးကျည်ဟာကီလိုမီတာ900ခန့်ပြန်တန်းခဲ့ပြီးနှစ်နိုင်ငံစလုံးကအဲ့ဒီလောက်ရက်ကိုရှုတ်ချကြောင်းထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့ပါတယ်။တောင်ကိုရီးယားရဲ့အမျိုးသားလုံခြုံရေးယုံကအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီးဩဂတ်6ရက်ကပြစ်လွှတ်မှုအပြီးမြောက်ကိုရီးယားရဲ့စက်တိုက် ballistic ဒုံးကျည်ပြစ်လွှတ်မှုတွေပေါ်စိုးရိမ်ကြောင်းဖော်ပြခဲ့ကကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကိုချိုးဖောက်တဲ့လှုံ့ဆော်မှုတွေရပ်တန့်ဖို့တိုက်တွန်းခဲ့ပါတယ်။တောင်ကိုရီးယားစစ်တပ်ကလည်းအမေရိကန်နဲ့ပူးတွဲကာကွယ်ရေးအနေထားအောင်မှဘလို့လှုံ့ဆော်မှုကိုမဆိုပြင်းပြင်းထန်ထန်တုံ့ပြန်မှုအသင့်ရှိနေကြောင်းပြောပါတယ်။ဒုံးကျည်ဟာဂျပန်ရဲ့တီးတန့်စီးပွားရေးဆောင်အပြင်ဘက်ပင်လယ်ထဲကျရောက်ခဲ့ပြီးအမြင့်ဆုံးအမြင့်ကီလိုမီတာ90ခန့်ရောက်ရှိခဲ့တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးကဘေကျင်းရှိဂျပန်တန်ယုံကတဆင့်တန်တမန်လမ်းကြောင်းအရမြောက်ကိုရီးယားကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒုံးကျည်ကိုအရှေ့ဘက်ကမ်းရိုးတန်းဝန်ဆန်ဒေသကနေမနက်6နာရီကမှပစ်လွတ်ခဲ့တာလို့တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးကဆိုပါတယ်။တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့လက်နက်စွမ်းရည်တွေကိုတံပြန်ဖို့ရည်ရွယ်တဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကိုဩဂုတ်18ရက်ကနေ29ရက်ထိပြုလုပ်ဖို့စီစဉ်ထားပါတယ်။အင်္ဂါနေ့ကမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကဂျပန်ရဲ့နောက်ဆုံးကာကွယ်ရေးစာတမ်းပြိုကိုစစ်ဝါဒပြန်လည်ရှင်းသန့်စေဖို့ရည်ရွယ်တဲ့စာတမ်းလို့ရှုတ်ချခဲ့ပါတယ်။ရိုမေးနီးယားနိုင်ငံကတော့ပင်လယ်နက်တီးသန့်စီးပွားရေးဆောင်အတွင်းရှိကမ်းလွန်တဘာဝတန်းငွေစီမံကိန်းအနီးမှာမျောပါလာတဲ့ဂါဘီယာအမျိုးအစား drone 2စင်းကိုစစ်တပ်ရေငုပ်သမားတွေကဖျက်ဆီးပစ်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးကအင်္ဂါနေ့မှာပြောကြားပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ရိုမေးနီးယားဟာယူကရိန်းနဲ့ကီလိုမီတာ614ရှည်လျားတဲ့ကုန်းတွင်းနယ်နိမိတ်ချင်းထိစပ်နေပြီးပြီးခဲ့တဲ့4နှစ်အတွင်းရုရှား drone တွေကသူ့ရဲ့လေပိုင်နက်ကိုအကြိမ်ကြိမ်ကျူးကျော်ခဲ့တယ်လို့ပင်လယ်နက်အတွင်းအရေးပါတဲ့ကုန်သွယ်ရေးနဲ့စွမ်းအင်လမ်းကြောင်းတွေမှာမိုင်းတွေမျောပါလာတာတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဇူလိုင်လကရိုမေးနီးယားရဲ့ F-66 တိုက်လေယာဉ်မောင်းသူတွေဟာအမျိုးသားလေပိုင်နက်ကိုကျူးကျော်လာတဲ့ရုရှား drone 3စင်းကို3ရက်ဆက်တိုက်ပစ်ချခဲ့ပါတယ်
အင်္ဂါနေ့မှာစီမံကိန်းအနီးလောက်ကိုင်းနေတဲ့အရက်ပတ်တင်ပေါ်တဲ့စင်က drone တွေကိုတွေ့ရှိခဲ့တာဖြစ်ပြီးဝင်ကြီးက drone တွေရဲ့မူလဇစ်မြက်ကိုတီးတီးကြကြမပြောပေမဲ့ယူကရိန်းကသူတို့တပ်ဖွဲ့တွေပိုင်ဆိုင်တာမဟုတ်ကြောင်းအတည်ပြုပေးခဲ့တယ်လို့ဆိုပါတယ်။တင်မောသွားလန်းချောင်းလုံခြုံရေးနဲ့ platform ပတ်ဝန်းကျင်လုပ်ငန်းတွေအတွက်ထိန်းချုပ်ထားတဲ့ပောက်ကွဲစေခြင်းနီးလန်းနဲ့ဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့တာလို့သူကပြောပါတယ်။ NATO အဖွဲ့ဝင်ရိုမေးနီးယား၊ဘူလ်ဂီးရီးယားနဲ့တူရကီတို့ဟာအရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေမှာမျောပါနေတဲ့မိုင်150ကျော်ကိုရှင်းလင်းဖျက်ဆီးပေးခဲ့ပြီးဇူလိုင်လမှာအဲ့ဒီ၃နိုင်ငံဟာမိုင်းရှင်းလင်းရေးပူးတွဲတပ်ဖွဲ့ကိုအရေးပါတဲ့အခြေခံအဆောက်အုံကာကွယ်ရေးမစ်ရှင်တွေအထိချဲ့ထွင်ဖို့သဘောတူခဲ့ကြပါတယ်။အနီးရဲပင်လယ်ဘက်မှာလည်းအီရန်ကနောက်ွယ်ကနေထောက်ပံ့တဲ့ဟူသီတွေကဘတ်အယ်မန်ဒတ်ရေလက်ကြားမှာကုန်တင်သင်္ဘောတစ်စင်းကိုအင်္ဂါနေ့မှာတိုက်ခိုက်ခဲ့ရာသင်္ဘောသား၄ဦးသေဆုံးခဲ့ကြောင်းယီမင်ပို့ဆောင်ရေးဝန်ကြီးဌာနကပြောပါတယ်။ဟူသီစန့်ကျင်ရေးစစ်အုပ်စုကယီမင်ကယ်ဆယ်ရေးသမား2ဦးလည်းအဆိုပါတိုက်ခိုက်မှုမှာသေဆုံးခဲ့ကြောင်းယီမင်ကမ်းခြေစောင့်တပ်ကဆိုပါတယ်။အီဂျစ်ပိုင်သင်္ဘောပေါ်မှာသေဆုံးမှုတွေဟာအတည်ပြုနိုင်ခဲ့ရင်ဖေဖော်ဝါရီလ28ရက်က အီရန်စစ်ပွဲစတင်ပြီးနောက်ပိုင်းသင်္ဘောပို့ဆောင်ရေးအပေါ်ဟူသီတိုက်ခိုက်မှုမှာပထမဆုံးသေဆုံးမှုဖြစ်လာမှာပါ။သေဆုံးသူတွေထဲမှာပါကစ္စတန်နိုင်ငံသား3ဦးနဲ့အင်ဒိုနီးရှားနိုင်ငံသား2ဦးပါဝင်ပြီးတိုက်ခိုက်ခံရပြီးနောက်သင်္ဘောသားတွေဟာသင်္ဘောကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ကြောင်းယီမင်ဝန်ကြီးဌာနကဆိုပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီးနောက်ဟူသီတွေကထပ်မံတိုက်ခိုက်ခဲ့လို့ကယ်ဆယ်ရေးသမား2ဦးသေဆုံးခဲ့တာဖြစ်ပြီးသင်္ဘောသား9ဦးကမ်းခြေဆောင်တပ်ဖွဲ့ဝင်2ဦးအပါအဝင်စုစုပေါင်းလူ30ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဟူသီတွေဟာဇူလိုင်လ20ရက်ကနေစပြီးဆော်ဒီအာရေဗျကိုအနီးရဲပင်လယ်မှာပင်လယ်ရေကြောင်းပိတ်ဆို့မှုကြီးညာထားတာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းအမေရိကန်ဗဟိုစစ်ဌာနချုပ်ကအီရန်စစ်ကံဘက်ဦးတည်နေတဲ့ပနာမနိုင်ငံအလန်တင်ကိုဒေနာသင်္ဘောတစ်စင်းကိုအိုမန်ပင်လယ်ကွေ့မှာ Hellfire ဒုံးကျည်20နဲ့ပစ်ခတ်ပြီးမောင်းနှင်စနစ်ပျက်စီးအောင်လုပ်ခဲ့ကြောင်းပြောပါတယ်။အဆိုပါသင်္ဘောဟာအီရန်စစ်ကမ်းတွေပေါ်ချမှတ်ထားတဲ့ရေကြောင်းပိတ်ဆို့မှုကိုချိုးဖောက်နေတာရပ်တန့်ဖို့အကြိမ်ကြိမ်တတိပေးမှုကိုလှစ်လူရှုခဲ့တယ်လို့ဗဟိုစစ်ဌာနချုပ်ကဆက်ပြောပါတယ်။ဒါဟာဧပြီလကပိတ်ဆို့မှုကြီးညာပြီးနောက်ပိုင်းအမေရိကန်တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တဲ့12စင်းမြောက်သင်္ဘောဖြစ်ပြီးဇူလိုင်လ14ရက်ကပိတ်ဆို့မှုပြန်လည်ချမှတ်ပြီးနောက်တတိယမြောက်သင်္ဘောဖြစ်ပါတယ်။ဘတ်အယ်မန်ဒပ်ရေလက်ကြားနဲ့အနီသေးပင်လယ်ကနေထပ်တန်တဲ့သင်္ဘောသွားလာမှုဟာ2023ကနေ2025အထိဟူသီတိုက်ခိုက်မှုလိုင်းအပီကလေးက90%ကျော်ကျဆင်းခဲ့ပါတယ်။ပိတ်ဆို့မှုကြီးညာပြီးနောက်ပိုင်းမှာလည်းသင်္ဘောသွားလာမှုပုံမှုကျဆင်းခဲ့ပြီးပြီးခဲ့တဲ့အပတ်မှာကနိပြန်ပြသင်္ဘော32စင်းသာဖြတ်တန်းခဲ့ကပိတ်ဆို့မှုမတိုင်ခင်ကပြန်ဖြန့်90စင်းကနေကျဆင်းသွားခဲ့ပါတယ်။ဟော်မုတ်ရေလက်ကြားမှာတော့ပုံမှုဆိုးရွားပြီးတနင်္လာနေ့မှာသင်္ဘော6စင်းသာဖြတ်တန်းခဲ့ကစစ်မဖြစ်ခင်ကတနည်းသင်္ဘော130ကနေ140ခန်းအထိရှိခဲ့တာနဲ့နှိုင်းယှဉ်ရင်အလွန်ကွာခြားနေပါတယ်။ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီပေးခဲ့တဲ့ဖရဲသီးလက်ဆောင်နဲ့ပတ်သက်ပြီးလိန်ပိုင်းဆိုင်ရာသဘောနဲ့ဟာသားလောက်ပြောခဲ့တာအတွက်တောင်းပန်သင့်တယ်ဆိုတဲ့ဝေဖန်မှုတွေကိုဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနီစ်ကပယ်ချလိုက်ပါတယ်။ podcast စကားဝိုင်းအစီအစဉ်တစ်ခုမှာမစ္စတာအယ်ဘနီစ်ကသူ့ရဲ့လက်ကိုရင်ဘတ်အနီးမှာမြှောက်ပြရင်းဂျပန်ဝန်ကြီးချုပ်ကသူ့ကိုဖရဲသီးနှလုံးလက်ဆောင်ပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။အစီအစဉ်တင်ဆက်သူကအဲ့ဒီဖရဲသီးလက်ဆောင်ကိုလိန်ပိုင်းဆိုင်ရာသဘောနဲ့ဟာသားလို့ပြောဆိုခဲ့ပြီးနောက်မစ္စတာအယ်ဘနီစ်ကလည်းအလားတူလက်ဟန်နဲ့ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပြန်အလှန်ပြောဆိုမှုတွေဟာဂျပန်ဝန်ကြီးချုပ်ကိုစော်ကားတဲ့သဘောတက်ရောက်တယ်လို့ဩစတြေးလျအတိုက်ခံတွေကဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဝေဖန်မှုတွေကိုဩစတြေးလျပါလီမန်မှာမစ္စတာအယ်ဘနီစ်ကပယ်ချခဲ့ပြီးမစ္စတာတာကာအီချီဟာဩစတြေးလျရဲ့မိတ်ဆွေဖြစ်တယ်လို့သူ့ရဲ့မိတ်ဆွေလည်းဖြစ်ပါတယ်လို့တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီ podcast စကားဝိုင်းနဲ့ပတ်သက်ပြီးဂျပန်အစိုးရဘက်ကတော့တရားဝင်ကန့်ကွက်တာမျိုးမရှိသေးပါဘူး။ဂျပန်အစိုးရဟာအဲ့ဒီပြောဆိုမှုတွေကိုမကောင်းတဲ့သဘောထားနဲ့ပြောဆိုတာလို့မမြင်ဘူးဆိုတဲ့ဂျပန်မီဒီယာတွေရဲ့ဖော်ပြချက်တွေလည်းရှိပါတယ်။ပြီးခဲ့တဲ့မေလကမစ္စတာတာကာအီချီဩစတြေးလျကိုအလဲပတ်လာတော့ကအင်ရှင်ဝန်ကြီးချုပ်အယ်ဘနီစ်ကိုဂျပန်မှာအလွန်တန်ဖိုးထားကြတဲ့တော်ဝင်ဖရဲအမျိုးအစားဖရဲသီးနှလုံးလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဂျပန်တော်ဝင်ဖရဲတွေဟာပုံပန်းတံလှပပြီးအရသာလည်းအလွန်ချူထားကြောင်းတန်ဖိုးကြီးတဲ့ဖရဲသီးတွေတစ်ဖြစ်လူသိများပြီးအထူးအလေးထားရတဲ့သူတွေကိုလက်ဆောင်အဖြစ်ပေးလိရှိတဲ့ဖရဲသီးမျိုးလည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြီးခဲ့တဲ့လကတူရကီနိုင်ငံမှာကျင်းပတဲ့နေတိုးထိပ်သီးအစည်းအဝေးကနေပြန်ထွက်ချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်ဘက်ကလာတဲ့ချင်းချောက်မှုကြောင့်လေယာဉ်ကိုလျှို့ဝှက်ပြောင်းစီးခဲ့တယ်လို့အမေရိကန်မီဒီယာတွေကဖော်ပြပါတယ်။ဝါရှင်တန်ပို့စ်ရဲ့ဖော်ပြချက်အရထရန့်ဟာရုပ်မြင်သံကြားကင်မရာတွေမြင်နိုင်တဲ့နေရာမှာ Air Force One လေယာဉ်ပေါ်တက်သွားခဲ့ပြီးမြဲမကြာခင်မှာလေဆိပ်ကအစားအသောက်တင်တဲ့ကားထဲကိုလျှို့ဝှက်ပြောင်းရွှေ့ပြီးစစ်ပတ်သုံးလေယာဉ်တစ်စင်းစီတွားခဲ့တာပါ။အဲ့ဒီအချိန်မှာသတင်းထောက်တွေနဲ့အင်ဖြူတော်ဝန်ထမ်းတချို့ကထရန့်ဟာသမ္မတရဲ့ Air Force One လေယာဉ်ပေါ်မှာပဲလိုက်ပါလာတယ်လို့ယူဆနေကြတာဖြစ်ပါတယ်။
ဒီရုပ်သံအစီအစဉ်တွေကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် subscribe လုပ်ထားပြီး bell icon ကိုနှိပ်ထားပါကနောက်ဆုံးကြသတင်းတွေကိုချက်ချင်းရရှိမှာဖြစ်ပါတယ်ပရိသတ်များအားလုံးကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ